မင်္ဂလာပါ We Care for You program မှာကြိုဆိုပါရစေကျွန်တော်ဒီနေ့ We Care for You အဖွဲ့သားများဆိုရင်အာယုဆေးရုံမှာရှိတဲ့တာဖမီရဲ့အထူးကုဆရာဝန်ဒေါက်တာငိမ့်မိုးတော်ကိုကျွန်တော်တို့ဖိတ်ခေါ်ကြပါတယ်မင်္ဂလာပါဒေါက်တာမင်္ဂလာပါကျွန်တော်ဒီအစီအစဉ်မှာအခုလို့အချိန်ပေးပြီးလာရောက်တဲ့ဒေါက်တာကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီနေ့ပေါ့နော်လူနာတွေမေးချင်တဲ့မေးခွန်းလေးတွေကိုဒေါက်တာကိုကျွန်တော်တို့မေးမြန်းသွားမှာဖြစ်ပါတယ်ခင်ဗျာမေးကြမယ်ဖြေကြမယ်အစီအစဉ်ဟုတ်ကဲ့ပါဒေါက်တာပထမဆုံးလူနာမေးထားတာပေါ့နော်ဒီမျိုးသမီးကသူကဓမ္မတာသူမလာတော့ဘူးအဲ့ချိန်မှာသူစစ်လိုက်တဲ့ခါမှာသူကိုယ်ရှိမှန်သူတည်သွားတယ်ပေါ့နော်အဲ့တော့သူကဘယ်ချိန်မှာတဲ့စေကန်နဲ့ပြတဲ့မှာတက်တယ်တဲ့အဲ့တော့မျိုးသမီးတယောက်ကိုဝင်ရှိပြီဆိုရင်ဘယ်ချိန်ကိုဝင်အပ်တင်တယ်လဲပေါ့နော်အဲ့ဒီလိုမျိုးမေးခွန်းလေးပေါ့နော်အဲ့ဒါဟိုအရင်တုန်းကကြတော့လေဟို9လမပြည့်သေးဘူးကိုဝင်သွားမအပ်နဲ့အဲ့လိုမျိုးပေါ့နော်နောက်ပိုင်း3လတဖြည်းဖြည်းပေါ့ဒါပေမဲ့ဟိုအရေးကြီးတာတော့ကို့မှာပေါ့နော်ငကိုယ်လုံးကဘလူယောဂအခန်းလေးရှိနေတယ်လေဒီကိုဝင်ကိုတော်တော်လေးကြိုးကြိုးစားစားယူခဲ့ရသလားအဲ့လိုမျိုးပေါ့နော်အခုကိုဝင်ဖြစ်တဲ့ဟိုကိုဝင်ရှိတဲ့စီးစစ်လိုက်ပြီးနှစ်ချောင်းပေါ်ပြီးတည်တဲ့အချိန်မှာကိုဝင်နဲ့ပတ်သက်လို့သူဘာတွေခံစားရတယ်လဲပေါ့အဲ့ဒီပေါ်တွေမူတည်ပြီးတော့ဒါပေမဲ့အရှင်းဆုံးပြောရရင်တော့ကိုဝင်ရှိတယ်ဆိုတာတိချင်းအပ်လိုက်တာအကောင်းဆုံးပဲပေါ့နော်ဟိုစပြီးတော့သူပြမယ်ပေါ့ပြပြီးတော့ဒီကိုဝင်ရှိတာမရှိတာကို confirm လုပ်မှာပေါ့နော် confirm လုပ်ပြီးလို့ရှိရင်ညတော့အပြန်တော့စီးစစ်လိုက်လို့နှစ်ချောင်းပေါ်တယ်ဆိုတာကိုဝင်ရှိတာအသေးချာတလောက်ပဲပြီးတော့မှဒီကိုဝင်လေးကဆက်လက်ပြီးဖွံ့ဖြိုးသွားလားပေါ့နော်ခလေးလေးအသက်ဝင်လာပြီးနှလုံးကုန်လာပြီးဒါလေးတစ်ဖြည်းဖြည်းနဲ့ဟိုဆက်သွားကြတာပေါ့အဲ့တော့စချင်းဟိုဟာကိုဝင်ရှိလာပြီဆိုတာနဲ့ကိုဝင်အပ်မယ်ပြီးလို့ရှိရင်တော့ဟိုစောင်းရန်ရှောင်းရန်ကလေးတွေပေါ့အဲ့ဒါမျိုးလေးတွေဘာလို့အခုကျတော့လေဘာစောင်းမလဲဘာရှောင်းမလဲဟိုအရန်စိတ်ပူကြတော့အများကြီးသိကျင်တယ်ပေါ့နော်ဒါလေးတွေပြောကြမယ်ပြီးလို့ရှိရင်ဒီကိုဝင်လေးကောင်းတာမကောင်းတာအတွက်စစ်ဆေးမယ်နောက်ဟိုတစ်ခါလေကြားလို့ရှိရင်ဟိုစစ်ဆေးမှုပေါ့သွေးစစ်တာတွေရှိတယ်ကိုဝင်အတွက်သွေးစစ်တာဒါတွေကစောစောစစ်ဆေးလို့ရှိရင်ကိုမောင်မှာယောဂပိုးရှိတယ်ပေါ့ဥမာကာလာသားယောဂပိုးလိုမျိုး HIV ယောဂပိုးလိုမျိုးအဲ့ဒါမျိုးတွေရှိတယ်ဆိုလို့ရှိရင်လေသူစောစောစစ်စစ်ကုလို့ရှိရင်ဒါရင်သွေးငယ်ကိုလုံးဝယောဂပိုးမကူးဆက်နိုင်လောက်အောင်ထိပေါ့နော်ဒါဟိုအဆင်ပြေတယ်ဒါဆိုရင်ဟိုကျွန်တော်သိတယ်လို့လာနုတဲ့အချိန်မှာကုတာကလေးကိုထိခိုက်ရတာမဟုတ်ဘူးပေါ့မဟုတ်ဘူးဒါမျိုးတွေကလာနုတော့ကလေးကိုမကူးခင်ပေါ့ကုလိုက်နိုင်ရင်ဒီအားတွေဆိုရင်ကာလာသားပိုးဆိုကလေးရှိမရောက်သွားအောင်ပေါ့အဲ့လိုဆိုလာနုတော့မတိလိုက်လို့ရှိရင်ကလေးရှိ congenital syphilis တို့ပါတော့မျိုးရောက်သွားတယ်နောက် HIV ဆိုလို့ရှိရင်လည်းဒီမိခင်က HIV ပိုးရှိနေတယ်ပေါ့အဲ့တော့ကလေးလေးဆိုလို့ရှိရင်မကူအောင်ဆိုရင်မိခင်ကဆေးတွေတောက်ရပြီဟုတ်ကဲ့အဲ့လိုမျိုးလေးရှိတယ်ပြီးတော့နောက်တစ်ခါကျတော့သူ့မှာငကိုယ်တော့ကစီးချိုရှိသလားစီးချိုကလည်းတစ်ခါလေးကျရင်မသိဘူးပေါ့နော်မစစ်စင်းမိဟုတ်တယ်မစစ်စင်းမိတော့ဒီစီးချိုရှိတယ်ဆိုတာကိုသိလိုက်တယ်ဆိုလို့ရှိရင်တော့ဘာလို့ဆိုကလေးလေးကစကြီးဒီပထမ3လမှာသူဖွံ့ဖြိုးမှုလေးတွေအဲ့ဒီအချိန်မှာအရန်နှုတ်နေတာဟုတ်နော်စီးချိုတွေပါအရန်များနေလို့ရှိရင်ကလေးရဲ့ဒီဖွံ့ဖြိုးတိုးတက်မှုကိုဝင်ငါဖြစ်ထွန်းမှုတွေတော့ပြီးထိခိုက်တာပေါ့စီးချိုရှိရဲဆိုလဲဒါစိုးစီစီကုမယ်ပေါ့ဒါဆိုရင်ပေါ့ကိုဝင်စရှိတဲ့တိရနဲ့စေကန်းအောင်သွားတက်ဆိုင်ရာဆရာဝန်နဲ့စောစောပြအကောင်းဆုံးပေါ့နော်ဒီလိုမျိုးပေါ့နော်ခုနကဆရာမပြောသွားသလိုကလေးဖွင့်ဖြိုးတယ်ဆိုတာပေါ့နော်ဒါအထွာဆောင်ရိုက်တာနဲ့တူတယ်ပေါ့နော်ဒီအထွာဆောင်ကတော့ဒီကိုဝင်ဆောင်မိခင်နေနဲ့ဘယ်အချိန်မှာအကောင်းဆုံးပေါ့နော်စရိုက်တင်တယ်လေပေါ့အဲ့ဒါလေးလည်းပြောပြပေးအောင်ခင်အထွာဆောင်ရိုက်တယ်ဆိုတာကြတော့အထွာဆောင်ကတကယ်တမ်းပြောရလို့ရှိရင်ကိုဝင်မှာsafe ဖြစ်တယ်အန္တရာယ်ကင်းတယ်ပေါ့အန္တရာယ်ကင်းတယ်ဟိုဓာတ်မှန်ရိုက်တယ်လို့ပါ X-ray တွေပါပေါ့နော်ဓာတ်မှန်ဆိုတာဓာတ်ရောင်ခြည်တွေပါရှိတယ်အဲ့တော့ ultrasound ကတော့သူအတန်လှိုင်းနဲ့သွားတာဆိုတော့ကလေးလေးကိုထိခိုက်မှုမရှိဘူးပေါ့တချို့ဒီတခြားနိုင်ငံတွေမှာဆိုလို့ရှိရင်ကိုဝင်လာပြတိုင်း OG ကိုရရတာ ultrasound ကြည့်တယ်ပေါ့နော်ဒါပေမဲ့အမြဲတမ်းတော့လည်းအဲ့ဒါကြီးကမလိုဘူးပေါ့တကယ်တမ်းပြောရလို့ရှိရင်တော့ ultrasound ရိုက်တယ်ဆိုတော့ကဲဒီကိုဝင်တောက်လျှောက်မှာသူ့မှာအထွာဆောင်ရိုက်ခွင့်တစ်ခါပဲကြုံမယ်ဆိုပါဆိုအဲ့ဒါဆိုရင်ဘယ်အချိန်ရိုက်မလဲဆိုတော့ဒါ20နဲ့22ပတ်ပေါ့နော်အဲ့ဒီဝင်းကျင်မှာဟုတ်တယ်ကိုဝင်20 5လဝင်းကျင်ပေါ့ဒါတစ်ခါပဲရိုက်မယ်ဆိုဒါဒီအချိန်အကောင်းဆုံးချိန်လို့ဆိုကြတယ်ပေါ့နော်ဒါပေမဲ့ဆရာမတို့ပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရိုက်လေးရှိတာကိုဝင်ရှိတယ်ရှိပြီးတော့ဒီ6ပတ်10ပတ်10ပတ်ပေါ့နော်ဒီကြားထဲမှာကျွန်တော်အထွာဆောင်စပြီးရိုက်တယ်တချို့ကျတော့ကိုဝင်ရှိရစီးစစ်လိုက်စီးစစ်ပြရနဲ့အထွာဆောင်တန်းသွားရတော့အထွာဆောင်နဲ့ဘာမှမမြင်ရအောင်အထွာဆောင်ရိုက်တာကိုရှိသေးတယ်ကျွန်တော်ဟိုဟာလေရိုးရိုးဘိုက်ပေါ်ရိုက်တာရှိရယ်နောက်ပြီးတော့ဟိုမိမကိုရိုက်တဲ့ transvaginal ရှိအဲ့ဒါကဟိုလာနေပိုင်းနဲ့ဆိုင်ပြီးတယ်အဲ့လိုလာနေဆိုင်တာ transvaginal scan ကလမ်းလူတုံးကြတော့အောက်ကပေါ့နော်မိမကိုဝါရိုက်တာဆိုတော့ပိုမြင်ရတယ်
ဥပမာပေါ့ဒီ bike ကရိုက်လို့ခလေးနှလုံးခုန်လေးက6ပတ်9ပတ်မှမြင်ရမယ်ဆိုပေမဲ့ဒီ transvaginal scan နဲ့ရရင်ကြတော့9ပတ်6ပတ်လောက်မှာလေသူတပတ်စောပြီးတော့မြင်ရတယ်ပေါ့ဒါပေမဲ့လညင်သွားတဲ့ခါကျရင်တော့တရေသားလေးကဒီစီကုံရိုးအပေါ်ကနေ1 bike ပေါ်တက်လာပြီအဲ့ဒီချိန်ကျတော့ trans abdominal ခေါ်တဲ့ဒီရိုး bike ကရိုက်တဲ့ဟာနဲ့ကတော့အကုန်မြင်ရတယ်။ဩဟုတ်ကဲ့အဲ့လိုရိုက်နေပေါ့နော်တချို့မေမေဘေဘေတွေကလေဟိုသားလေးလားသမီးလေးလားဆိုသိကျင်တယ်ပေါ့နော်အဲ့ဒါကြတော့ဘယ်တန်လားဆိုရင်သိရပြီပေါ့နော်တခါလေကြာလို့ရှိရင် ultrasound scan နဲ့ကောင်းတယ်ပေါ့နော်ခလေးရဲ့ position ကလေတခါလေကြာတော့ဟိုတသားလေးမိလေးတဲ့သူကကွဲထားတယ်ခြေထောက်ကလေးနဲ့ကြောင်းနဲ့ကွဲထားတော့မမြင်ရတာရှိတယ်ဒါပေမဲ့တခါလေ18ပတ်ဆိုရင်တော်တော်မြင်ရတယ်နောက်သူတို့ဖွံ့ဖြိုးတိုးတက်မှုအရာပေါ့အဲ့ချိန်ကျလည်းပြမြင်မော့ဒါအမျိုးသမီးအင်္ဂါလာတော့ ultrasound နဲ့ယောက်ျားလေးမင်းကလေးပြောတယ်ဆိုတာကဒီ genitalia ပေါ့နော်သူတို့ရဲ့ဒီအင်္ဂါအစိပ်ပိုင်းကိုပေါ်ပေါက်လာပြီလားပေါ့အဲ့ဒါကိုကြည့်ပြီးပြောတာဆိုတော့ပြပေါ်တဲ့အချိန်ကတော့18ပတ်လောက်ဆိုကောင်းကောင်းမြင်ရတယ်နောက်ဟိုဒီ9လပေါ့ခုနကပြောသလိုမျိုး20 22ဒီကြားထဲမှာကျတော့အမျိုးသမီးဟို main ကလေးလားယောက်ျားလေးလားမြင်ရတယ်ပေါ့နော်ဒါပေမဲ့ဟိုတခုရှိတာကျတော့ဟိုဖေမေမေတွေအတွက်ကျတော့ main ကလေးယောက်ျားလေးကအရေးကြီးရယ်ပေါ့ဟိုဒါပေမဲ့ကျမတို့အတွက်ကျတော့တစ်ခါလေကြောက်လို့ရှိရင်ဟိုဒီဟိုမျိုးရိုးနဲ့ဟိုလိုက်ပြီးဖြစ်တဲ့ genetic disease တွေပေါ့တချို့ကဟိုအဖေမှာရှိတယ်ယောက်ျားလေးမှပဲကူနိုင်တယ် main ကလေးမှပဲကူနိုင်တယ်အဲ့လိုမျိုးဟာလွဲလို့ကျွန်တော်တို့ main ကလေးယောက်ျားလေးကိုတော့အများကြီးစိတ်ဝင်စားအောင်ပေါ့လေဒါဆရာဝန်တွေဘက်ကပေါ့စေပညာဘက်ကတော့ဟိုဖွံ့ဖြိုးတက်တက်မှုကောင်းရင်လားဘာလားပေါ့ဒါပေမဲ့အခုဆိုရင်လည်း ultrasound ရိုက်ခိုင်းဟိုရည်စရာပေါ့အတွေ့အကြုံလေးတစ်ခုပေါ့နော်အခုကဘလိုလေးတွေလောက်ကြလဲဆိုအမှတ်တရအနေနဲ့ဟိုမေတွေကိုပေးမသိဘူးအဲ့တော့ baby shower လုပ်တယ် baby shower လုပ်ပြီးတော့မှဟိုဟုတ်တယ် dispose လုပ်တယ်ပေါ့အဲ့လိုမျိုးဆိုတော့တခါတော့ကကြတော့ဟိုသူတို့ကရိုက်လာပြီးတော့အတော်လုပ်တဲ့လူကပဲဒါပေါ့ဟို ultrasound ဆရာနဲ့တိတ်ကလေးကိုအမေမပြောနဲ့ဆိုဟိုလူနာကိုစပွဲရောက်လာကွာသမီးလေးဆိုအတော်ရှောက်ရပါတယ်ဘာဖြစ်လို့လဲဆိုကျမတို့ရဲ့ babyရှောင်းအလုံးမလို့ပေါ့ဖုံးကွယ်တာဟိုကျမသူကဒါပေါ့ဘာလေးဆိုတာပြောမယ်ဆိုတော့အဲ့ဒါကြတော့အနောက်ဆိုလို့ရှိရင်ကွာတတိထားရတယ်လူနာတော့စောင်းရိုက်လိုက်ဘာလေးတဲ့သိကြလားသိကျင်လားအရှင်ကိုမပြောရဘူးအဲ့တော့ surprise ပေါ့နော်တချို့ကြတော့လဲဒါဟိုသမီးလေးလားသားလေးလားလိုချင်တာလေး surprise ရတချို့ကတော့များသောအားဖြင့်ဟိုဘာလေးပဲဖြစ်ဒါဘာသားပဲဖြစ်သမီးပဲဖြစ်ဆိုတော့ultrasound ရရင်လည်းတခုအဲ့လို main ကလေးယောက်ျားလေးအရင်သိကျင်တယ်ဟုတ်ကဲ့ဟို ultrasound မှာပေါ့နော်ဟိုအခုရိုက်တာတော့ 2D 3D ပေါ့နော် 4D လည်းရှိတယ်ပေါ့နော်အခုလက်ရှိနောက်ပိုင်းတော့ 4D တွေအများဆုံးရိုက်ကြတယ်တူတယ်အဲ့လိုရှိတယ် 4D ရိုက်တာကတော့အခုတကယ်တမ်းပြောရရင်တော့ features ပေါ့မနာဟိုမျက်နှာအမူအရာပေါ့နော်မျက်နှာသွင်းပြင်းကလေးတွေမြင်ရတယ်နောက်ပြီးတော့ဟိုခန္ဓာကိုယ်ရဲ့ဟို defects ပေါ့ချို့ယွင်းချက် anatomical defects ရှိလို့ရှိရင်ပို့ပြီးတော့မြင်ရတယ်ပေါ့သူရုပ်လုံးကြွဖြစ်လာတာအဲ့တော့ဒါပေမဲ့ 4D ရိုက်တာလည်းသူအချိန်အကန့်အသတ်ကလေးရှိတယ်ဟုတ်ကဲ့26ပတ်လောက်ဆိုရင်တော့မျက်နှာသွင်းပြင်းတွေကောင်းကောင်းပေါ်လာပြီဟိုခန္ဓာကိုယ်ရဲ့ဟိုဖွဲ့စည်းမှုကလည်းပြေဆုံးတဲ့လောက်ရှိပြီပေါ့အဲ့အချိန်မှာတော့သူ defect လေးတွေရှိလို့ရှိရင်လည်းမြင်ရတယ်ပေါ့နော်ဒါပေမဲ့30ပတ်ကျော်သွားရင်လည်းဖို့ဒီအသိမမြင်ရတော့ဘူးရေနေသွားတယ်ပေါ့နော်ရေနေသွားတော့ဒီသူ့ရဲ့မျက်နှာအချိုးစားလေးတွေပါလေးတွေကိုတေချာမမြင်ရတော့တဲ့ခါကျတော့များသောအားဖြင့်တော့26ပတ်နဲ့30ပတ်ကြားထဲမှာ 4D scan ရိုက်ကြတာကျန်တဲ့အချိန်တွေကတော့ 4D ရိုက်လို့တိတ်အဆင်မပြေဘူးပေါ့ဟုတ်ကဲ့ခင်ဗျကိုဝင်ဆောင်မိခင်ကြောက်ပေါ့နော်သူကိုဝင်ရှိလာတယ်ဆိုတော့အစားရတယ်ပေါ့နော်ဒီမေမေကဗာမေးထားလဲဆိုရင်တဲ့ကိုဝင်ဆောင်ချိန်မှာတဲ့ဟောပေါ့ဘူးဖေးတယ်စားလို့ဟောကိုဝင်ဆောင်တော့လေဟိုအစားအသောက်တွေကဟိုစားခြင်းလာပေါ့နော်တခါလေကျတော့လေမိမိကစားကျင်တာမဟုတ်ဘူးအထဲတွေကတောင်းဆိုတာပေါ့အဲ့လိုမျိုးလေးမှတော့ဘာဖြစ်ချင်းတက်တာဆိုဟိုမိခင်တွေအတွက်ကတော့အစာဟာရပြေဝပေါ့တော့ဒါတကယ်အရေးကြီးတဲ့ဟာပေါ့နော်နောက်ဟိုမသင့်တော်တာမစားမိဖို့လည်းလိုတယ်ပေါ့နော်ရှောင်ရမယ်ဟာဆိုတခုကဟိုအစားအသောက်အဲ့လိုဟော့ပေါ့ဘူဘေးစားလို့ရလားဆိုတော့ဟော့ပေါ့ဘူဘေးကြတော့ကိုယ်တိုင်ချက်ပြုတ်စားတယ်ပေါ့နော်နောက်ဟိုပင်လယ်စားတွေပါလာတယ်ပေါ့အစိမ်းတွေဟာတွေအဲ့ဒါတွေပါတယ်ဆိုတော့တခါလေကျတော့အဲ့လို leptospirosis ခေါ်တဲ့ပိုးပေါ့အဲ့ဒါမျိုးကူးဆက်မှာတော့တခုတတိထားတော့ကိုကဟော့ပေါ့ဘူဘေးသွားစားမယ်ဆိုရင်လေဒီအစိမ်းတွေကိုယူလာမယ်အိုးထဲမှာတည်တည်ချာချာကြက်အောင်ပြုတ်မယ်ပေါ့နော်ပြီးလို့ရှိရင်အဲ့ဒီအစိမ်းတွေနဲ့ဟိုကြက်ပြီးသားဟာမထိမတွေ့ရအောင်ပေါ့နော်အဲ့တော့ပကံခွဲရောက်ကိုတန်တန်ထားမယ်ပြီးတော့မှတည်တည်ချာချာကြက်အောင်ပေါ့မပင်လဲစားပါညာအစားပေါ့ကြက်အောင်လှုပ်စားမယ်ဆိုရင်တော့အစိမ်းပြေတယ်ကိုယ့်အိမ်မှာကိုလှုပ်စားလို့ရရင်တော့ပိုကောင်းတာပေါ့ကောင်းဆုံးပေါ့ဒါအစိမ်းနေနဲ့ထိတွေ့မှုမရှိတော့ဘူးပေါ့အဲ့လိုမျိုး